ဝတ်သားထုတ်ထိုးသွားစားမှာပါအိတ်ဆိုင်ကအခုတော့အရန်နာမည်ကြီးနေတာပေါ့နော်ဒါကတော့မိုးလေးဖြောက်တော့ရွာနေတယ်ဒါပေမဲ့အရန်နောက်ကျမှဆိုလို့ကရငါပြီးရောသွားပါမယ်အမင်္ဂလာကားဝင်းကိုသွားနေပါပြီပစ္စည်းသွားယူပြီးတာနဲ့ YBS စီးပြီးတော့ဒီမင်္ဂလာတုံပေါ့နော်မင်္ဂလာတုံမှာရှိတဲ့ဒီဆောက်ရန်ကောင်းဆိုတဲ့ဝတ်သားထုတ်ထိုးဆိုင်ကိုသွားစားမှာပါဒါကတော့ဝတ်သားထုတ်ထိုးဆိုင်ကိုသွားနေတဲ့လမ်းမှာပါဒါကျူဆန်ရက်ကွက်ကိုသွားနေတာပါဆိုင်နာမဖွင့်သေးဘူးဒီမှာလူကအရန်ကြနေပြီပေါ့နော်ဒါပြင်ဆင်နေတဲ့ချိန်မှာပဲဒီမှာဝက်ခောက်ကြော်လေးတွေကတော့အရန်တန်နေဝက်ခောက်ကြော်လေးတွေတတုံးကို9ရောင်1000ပါဒီမှာဘဲဥကလည်းစားလို့ကောင်းတယ်ဒီဆိုင်မှာလေစားလို့ကောင်းတယ်အချင်းရည်လေးလည်းကြိုက်တယ်မဟင်းရည်ကိုတော့တိတ်မကြိုက်ဘူးဒါကတော့ပွဲပြင်လေးတွေသူလုပ်ပေးနေတပွဲကို1000 2000ဆိုကျမတို့စားခဲ့ရတော့1000ပါကဲပြန်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်